ဒီနေ့1386ခုပြလို့လာပြီးနေ့နော်73ရက်တလ2025ခုနှစ်ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မန္တလေးအမြန်လမ်း21မိုင်5ဖာလုံမှာရှိတဲ့သစ္စာရွှေစီတောစခန်းရိပ်သာတွင်မှာမွေးနေ့ကုသိုလ်အနေနဲ့ဆွမ်းမြဆက်ကလှူဒန်းခြင်းဖြင့်ကုသိုလ်ပြုကြတဲ့ဒကမာကြီးဒေါခင်သိန်းဝဲဒကမာကြီးဘယ်နှစ်နှစ်မြောက်မွေးနေ့69 90တဲ့ရောက်တော့နော်မနေ့ပြန်စရောက်ပြီပေါ့90အထိနေရဖို့ဆိုတာလူအများစုမှာသိမလွယ်လားဘူး90မတိုင်ခင်ပဲတည်သွားကြတာပဲများပါနော်ပြီးတော့ရင်းနှီးတဲ့တရားတော်မတွေကြီးပဲခုရောက်နေတာတွေ့ရတယ်နော်လမ်းအလှူဆိုတော့ရှေ့မှာကောင်းမှုရှင်နာမည်တွေထိုးပြီးတော့လှူထားကြတယ်ဖတ်ပြမနေတော့ပါဘူးနော်ဘုန်းတို့အမြန်လမ်းကနေကြောင်းအထိပေ6000ကျော်လောက်ရှိမဲ့ကွန်ကရစ်လမ်းခင်းတာအဲ့တော့အဲ့ဒီလမ်းလူကိုလှူကြတဲ့တရားဓမ္မတွေအတွက်လည်းပဲအနုမောဒနာတရားစကားအနေနဲ့ဒါတရားလေးစုပြီးတော့နားကြတဲ့သဘောပေါ့နော်တော့တရားဆိုတာနားထောင်ယုံနဲ့ကိုပဲစိတ်နှလုံးကိုငြိမ်းအေးတဲ့သဘောရှိတယ်။ဘာလို့လဲဆိုတော့တရားနာရင်နဲ့ကိုယ့်ရဲ့စိတ်ကဘဝရဲ့မှန်ကန်တဲ့သဘာဝတွေရဲ့ပုံမှာကျက်စားမိသွားတယ်။ကိုယ့်ဘဝရဲ့မှန်ကန်တဲ့အကြောင်းအရာတွေပုံမှာကျက်စားမိသွားရင်အဲ့ဒီအကြောင်းအရာပုံမှာကိုနားလည်ရင်နားလည်သလောက်အဲ့ဒါပညာကုသိုလ်ရတယ်လို့ခေါ်တယ်။စိတ်တွေကဘလို့ဖြစ်နေတာရုပ်တွေကဘလို့ဖြစ်နေတာဘဝကဘလို့ဖြစ်နေတာကျွတ်တော်ဟာစိတ်တွေရုပ်တွေကိုပုဂ္ဂိုလ်တ attva လို့ထင်မှားပြီးတော့ဒါရဲ့ပုံမှာတစိတ်အမျိုးမျိုးကပ်ပြီးတော့တချို့ဆိုရင်ဇက်လန်းတွေအနေနဲ့တောင်မြင်ကြတယ်နော်တကယ်တမ်းကဘာတွေဖြစ်နေတာတော့ဘဝဆိုတာဘာတွေဖြစ်နေတာတော့ဆိုဘဝဆိုတာဖောက်ပြန်မှုသဘာဝကြီးတွေအဲ့ဒီဖောက်ပြန်မှုသဘာဝတွေကိုပဲအမိပြုတ်ပြီးတော့နံတရားလို့ဆိုတဲ့တည်တတ်တဲ့သဘာဝခံစားတတ်တဲ့သဘာဝဘာဘာညာညာမှတ်ထင်တတ်တဲ့သဘာဝအကောင်းဆိုအမျိုးမျိုးစေရနာကောင်းဆောင်ပြီးတော့တုံ့ပြန်တတ်တဲ့သဘာဝအဲ့ဒါတွေကိုနံတရားခေါ်တယ်ပေါ့နော်အဲ့ဒီဖောက်ပြန်မှုရုပ်အစုကြီးနဲ့အမြဲတမ်းပြောင်းလဲနေတဲ့နံတရားတွေစင်ဆက်မပြတ်ဖြစ်ပေါ်နေတာကိုပဲဒါဘဝလို့ခေါ်တယ်အဲ့ဒါကိုပဲကျွတ်တော့ကငါပဲသူပဲဘသူပဲဘဝပဲယောက်ျားပဲမိန်းမပဲအိုက်ဆန်ရှိတယ်ပဲဆန်မရှိဘူးပညာတတ်တယ်မတတ်ဘူးလူကြီးလူငယ်အမျိုးမျိုးသမုဒိသစ္စာသဘောအရသတ်မှတ်ပြီးတော့ထင်မြင်ယူဆပြီးတော့အဲ့ဒီကိုယ့်ရဲ့အထင်မြင်နဲ့ပတ်သက်ပြီးတော့ပဲအမျိုးမျိုးခံစားပြီးတော့နေကြတယ်ဟုတ်လားခုတရားနာတဲ့အခါကျတော့တရားဆိုတဲ့စကားကိုကသူကမှန်ကန်တဲ့သဘောကိုအဓိကရည်ညွှန်းတယ်ဟုတ်လားဆိုကြပါစို့လူနှစ်ယောက်ရန်ဖြစ်နေတယ်ဆိုရင်ဘယ်သူကတရားတယ်ဘယ်သူကမတရားဘူးလို့ကျွတ်တို့ပြောကြတာရှိတယ်ဘယ်သူကိုတရားတယ်လို့ပြောပြီးတော့ဘယ်သူကိုမတရားဘူးလို့ပြောတာတော့မှန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်တဲ့လူကိုမတရားဘူးလို့ပြောတာကိုတရားဆိုတဲ့စကားလေးရဲ့အဓိပ္ပာယ်ကိုအဲ့လိုထိထိမိမိလေးနားလေရတရားဆိုတာဘာလဲတရားဆိုတာမှန်ကန်တဲ့သဘာဝအမှန်တရားအဲ့ဒါကိုခံရတဲ့စကားလုံးလေးယူသုံးမယ်ဆိုရင်မှန်ကန်မှုကိုပါဠိလိုဘယ်လိုခေါ်တော့သစ္စာအဲ့ဒီကြတော့ခံရသွားပြီနော်စကားလုံးကဒါသစ္စာအမှန်တရားဆိုတာအဆင့်အမျိုးမျိုးရှိအရိယသစ္စာဆိုတဲ့နောက်ဆုံးအလေးနဲ့ဆုံးအမှန်ကန်ဆုံးအမှန်တရားကြီးအဲ့ဒီအမှန်တရားထိရောက်အောင်များစိတ်ကမြင်နိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီမြင်တဲ့ဉာဏ်ကိုဒါမဲ့ဉာဏ်လို့ခေါ်တယ်အဲ့ဒီအရိယသစ္စာအထိအမှန်တရားကိုမြင်မယ်ဆိုရင်မြင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာလည်းပဲအစင်စင်ကိလေသာအညစ်အကြေးတွေတန့်ရှင်းသွားတယ်အဲ့လိုတန့်ရှင်းတာဖြူစင်တာကိုပါဠိလိုအရိယာလို့ခေါ်တယ်ကျွတ်တို့ပုထုဇဉ်ဘဝအကောင်းလိုက်တာဘုရားအဆုံးအမနဲ့တွေ့တဲ့ခိုင်မှာ
တို့အရိယာဖြစ်အောင်လုပ်မယ်ဆိုပြီးတော့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အရိယာဖြစ်ခြင်းတဲ့ပုံကိုယ်တွေအများကြီးရှိတယ်နော်အရိယာဆိုတာဘာပြောတာတော့စိတ်နှလုံးအဆင့်ဆင့်ဖြူစင်သွားကြတဲ့ပုံကိုယ်တွေအရိယာလို့ခေါ်တယ်အဲ့လိုစိတ်ကိုဖြူစင်ခြင်းနဲ့ဆိုလို့ရှိရင်သစ္စာကိုမြင်အောင်လုပ်ရမယ်သစ္စာဆိုတာဘာတော့အမှန်အခုတရားကလည်းအမှန်ပဲလေတရားကလည်းပဲအမှန်တရားအမျိုးမျိုးကိုထွန်းလင်းပြီးတော့ပြတဲ့သဘောနော်အဲ့ဒါဘုံကဒီနေ့နှုမောဒနာတရားအနေနဲ့ဘလို့တရားစကားမျိုးလေးပြောဖို့စိတ်ထဲမှာအကျဉ်းမြင်လေးအစီအစဉ်ချထားတော့ဆိုတော့ဉာဏ်ရှိတဲ့လူတိုင်းဟာမဆင်းရဲခြင်းညဘူးချမ်းသာခြင်းညတယ်စိတ်နှလုံးပေါ့အဓိကအကျိုးမဲ့တွေမဖြစ်ချင်ဘူးအကျိုးရှိခြင်းဒါဒီဘဝမှာလည်းပဲဒီဆန္ဒရှိဒီဘဝကြီးအကြောင်းကုန်လို့ရက်သွားပြီပျက်စီးသွားပြီဆိုရင်နောက်ထပ်ဘဝတစ်ခုကတော့ကိုယ့်ရဲ့တစ်သက်လုံးထားခဲ့တဲ့စိတ်စေတနာဒီကနေ့မှဖြစ်ပေါ်တဲ့စိတ်စေတနာဒီအခြေအနေတွေကိုအကြောင်းပြုပြီးတော့ဘဝအကောင်းဘဝအဆိုးတစ်မျိုးမျိုးကတော့ကျွတ်တို့ဆက်ပြီးတော့ဖြစ်မယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာလည်းပဲကျွတ်တို့ဟာကောင်းမွန်တဲ့ဘဝလေးချမ်းသာတဲ့ဘဝလေးရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုရတဲ့ရုပ်ညံ့တဲ့ဘဝတွေကိုမရောက်ခြင်းဘူးဒါကျွတ်တို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းမှာဒီမျှော်မှန်းချက်လေးတွေရှိနော်အစင်ရဲခြင်းမူချမ်းသာခြင်းနဲ့အကျိုးမမဲ့ခြင်းမူအကျိုးရှိခြင်းနဲ့ဘဝဆိုးကိုမရခြင်းမူဘဝကောင်းကိုရခြင်းနဲ့အကျဉ်းများဖြင့်ဒီရည်ရွယ်ချက်လေးတွေဒီမျှော်မှန်းချက်လေးတွေကျွတ်တို့မှာရှိတယ်အဲ့ဒါလို့ဆိုရင်အဲ့ဒီကောင်းမွန်တဲ့ရည်ရွယ်ချက်လေးတွေမျှော်မှန်းချက်လေးတွေပြည့်ဝအောင်ဘယ်လိုလုပ်မလို့ဒါလေးပြောခြင်းနော်အဲ့တော့ကျွတ်တို့ကမစင်ရဲခြင်းမူအကျိုးမမဲ့ခြင်းမူဘဝဆိုးကိုမရခြင်းမူချမ်းသာခြင်းနဲ့အကျိုးရှိခြင်းနဲ့ဘဝကောင်းကိုရခြင်းနဲ့အဲ့ဒါလို့ဆိုလို့ရှိရင်လောကမှာဖြစ်နေတဲ့ဖြစ်စဉ်တွေဆိုတာကသူ့အကြောင်းအကျိုးနဲ့သူကသွားနေတာဖြစ်เสียအကြောင်းရှိရင်ဖြစ်မှာပဲဖြစ်เสียအကြောင်းမရှိရင်မဖြစ်ဘူးပဲတော့ကျွတ်တို့မဖြစ်ခြင်းနဲ့ဆင်းရဲခြင်းတွေအကျိုးမဲ့ခြင်းတွေဘဝဆိုးတွေဆိုတာတကယ်တမ်းကဘာကြောင့်ဖြစ်တာတုံးဆိုရင်လောဘဒေါသမောဟကြောင့်ဖြစ်တယ်ဟုတ်လားတော့ကျွတ်တို့အဲ့ဒါကိုမဖြစ်ခြင်းဘူးဆိုရင်အဲ့ဒါတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့လောဘဒေါသမောဟကိုကျွတ်တို့ပယ်ရှားနိုင်အောင်လုပ်ရမယ်ပထမအဆင့်နည်းပါအောင်ကျွတ်တို့လုပ်ရမယ်တခါကျွတ်တို့ဖြစ်ခြင်းနဲ့ချမ်းသာခြင်းတွေအကျိုးရှိခြင်းတွေဘဝကောင်းတွေဆိုတာလည်းပဲအကြောင်းရှိတယ်ဘာကြောင့်ဖြစ်တာတော့အလောဘအဒေါသအမောဟကြောင့်ဖြစ်တာခုနလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်ပေါ့ဟုတ်လားအဲ့တော့ကျွတ်တို့တွေချမ်းသာခြင်းကြတယ်မစင်ရဲခြင်းဘူးအကျိုးရှိခြင်းကြတယ်အကျိုးမမဲ့ခြင်းဘူးနော်ဘဝဆိုးကိုမရခြင်းဘူးဘဝကောင်းကိုရခြင်းတယ်ဆိုလို့ရှိရင်ဘာလို့ရမှာတော့လို့မေးရင်လောဘဒေါသမောဟမဖြစ်အောင်လုပ်ရမယ်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်ရမယ်ဒါပဲလူရင်းရတာပဲနော်တော့လောဘဆိုတာဘာတော့နားလည်ကြပြီးသားကာမနဲ့ဘဝရဲ့ပုံမှာမမောနေတာမြင်ခြင်းနေတာကြားခြင်းနေတာစားခြင်းတောက်ခြင်းနေတာတွေ့ခြင်းထိခြင်းနေတာစိတ်ကူးစိတ်တန်းကောင်းလေးတွေနဲ့ရစ်ပြီးတော့နေခြင်းဒါကာမရဲ့ပုံမှာဘုံဘုံတို့ရဲ့မမောမှုဟာရှိနေတယ်တခါဘဝရဲ့ပုံမှာမမောမှုဟာလည်းရှိနေတာပဲဒီတိုင်းလေးအစဉ်ပြေးနေတယ်ဆိုရင်ตาယာနေတဲ့သဘောလေးဟာရှိနေတယ်ကျဉ်းနှံ့နေတဲ့သဘောလေးရှိနေတယ်ဒီယုံနာဖြစ်နေရတာကိုဆင်းရဲလို့သိကိုမသိဘူးဒါဘာကိုပြောနေတာတော့လောဘရဲ့သဘောကိုပြောနေတာဟုတ်လားတခါဘုံဘုံတို့မှာအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့မကြိုက်နိုင်တာတွေမနှစ်သက်နိုင်တာတွေမလိုလားတာတွေစိတ်ရဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေ့ရတာတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြဖြစ်အလိုမကြဖြစ်နေအဲ့ဒါပါလေတော့ဒေါသနော်အဲ့ဒီလောဘဒေါသတွေဖြစ်နေတာလားဆိုတော့မဟုတ်ဘူးနဲ့နဲ့ရှိုင်းရှိုင်းအခြေခံကြကြလောဘဒေါသရဲ့နောက်ွယ်မှာသူ့ထက်ပိုပြီးတော့လင်းတဲ့မှားယွင်းမှုကြီးကအမြဲဖြစ်နေတာရှိတယ်အဲ့ဒါဘာလို့ဆိုမောဟဘဝရဲ့တဘာဝအမှန်ကိုမသိဘဲနဲ့နေနေတဲ့သဘောဒီရုပ်တည်တဲ့နေဖြစ်နေတယ်ဆိုတာသူ့ရဲ့ပင်ကိုယ်တဘာဝကကောင်းမွန်နေတဲ့အနေအထားမဟုတ်ဘူးသူကခုဖြစ်လာတယ်မရှိတော့ဖြစ်လာတယ်မရှိတော့သူကတောက်လျှောက်ပျောက်ကွယ်လိုက်နေတဲ့တဘာဝကြီးသူကဒါသူကအိမ်ဒီမရတကယ်ဝယုံသုံးကားနော်ဆင်းရဲနေတဲ့သဘောပဲသူဟာကြီးက
သို့တော့ကျွတ်တို့အဲ့ဒီအမှန်တရားကိုသိသလားဆိုတော့မသိဘူးအဲ့ဒါဘာခေါ်တော့မောဟမြတ်စွာဘုရားကတော့မောဟရဲ့အဓိပ္ပာယ်ဝိဇ္ဇာရဲ့အဓိပ္ပာယ်ကိုနားလည်အောင်ဘယ်လိုဖွင့်ပြတော့ဆိုတော့ဝိဇ္ဇာဆိုတာသစ္စာလေးပါးကိုမသိတာကိုပြောတာလို့အဲ့လိုဒေသနာတွေထဲမှာကျင့်ဖန်များစွာမြတ်စွာဘုရားရှင်းပြတယ်ဘောဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားမသိဘူးဒီဆင်းရဲမှုတွေဟာဘဝရဲ့ပုံမှာကာမရဲ့ပုံမှာမမိုးတဲ့လောဘကြောင့်ဖြစ်နေတာလို့ဆင်းရဲခြင်းရဲ့အကြောင်းတရားကိုလည်းမသိဘူးဒီလောဘတွေချုပ်ငိမ့်သွားလို့ရှိရင်တကယ်ကိုငြိမ်းအေးသွားပြီချမ်းသာသွားပြီဒုက္ခတွေငြိမ်းသွားပြီဆိုတဲ့တတ္တိယនិရောဓသစ္စာအမှန်တရားလည်းမသိဘူးအဲ့လိုလောဘငြိမ်းပြီးဒုက္ခငြိမ်းခြင်းစီတို့ရောက်အောင်ဘယ်လမ်းကရှောက်အောင်မလဲဆိုတာကိုလည်းမသိဘူးနိလန်းကိုလည်းမသိဘူးမသိခြင်းကြီး၄မျိုးပေါ့နော်သစ္စာ၄ပါးအဲ့တော့ဘုန်းတို့ရဲ့ဘဝမှာဒီလောဘဒေါသမောဟတွေဟာဘလောက်ကြည်ကြည်ပြန့်ပြန့်နေရာယူပြီးတော့ဖြစ်နေသလဲဆိုတာကိုကိုယ့်အကိုမညမတာစီစစ်ကြည့်ဖို့မလိုဘူးလားအဲ့ဒီတရား၃မျိုးကကျွတ်တို့မလိုလားတဲ့မတောင့်တတယ်မရခြင်းနဲ့ဆင်းရဲခြင်းတွေအကျိုးမဲ့ခြင်းတွေဘဝဆိုးတွေဆိုတာကိုသူတို့ကဖန်တီးလိုက်မယ်။ဒါကျွတ်တို့ဘလောက်မရခြင်းအဲ့ဒါတွေဖြစ်အောင်လုပ်နေရင်တော့အဲ့ဒါတွေနဲ့သာနေမယ်ဆိုရင်တော့ကျွတ်တို့မရခြင်းနဲ့အကျိုးရလဒ်ဆိုးတွေပဲထွက်နေမှာဟုတ်လားတခါသူ့နဲ့ဆန့်ကျင်ဘက်အလောဘအဒေါသအမောဟဆိုတော့ပြောလိုက်တယ်နော်လောဘရဲ့ရှိမှာအလေးထည့်ထားတယ်စိတ်ဝင်စားတဲ့အကောင်းနဲ့လောဘမဖြစ်တဲ့သဘောလောဘမရှိတဲ့သဘောစွန့်လွတ်နိုင်တဲ့သဘောမညှိကပ်တဲ့သဘောမတွေ့တာတဲ့သဘောမရခြင်းတဲ့သဘောအဲ့ဒါပါတော့အလောဘဒေါသရဲ့ရှိမှာအလေးထည့်ထားတယ်အဒေါသအလိုမကျတဲ့စိတ်မရှိဘူးအဒေါသကိုမေတ္တာလို့လည်းပဲနားလည်လို့ရတယ်။နော်တတ္တဝါတွေရဲ့ပုံမှာကိုယ်ကချမ်းသာစေခြင်းနေတယ်ကောင်းစေခြင်းနေတယ်ကိုယ်ပါဝင်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနေတယ်ကောင်းစေခြင်းနေတယ်အဲ့ဒါသောသောကအလိုမကျမှုစူးပွက်ပြီးတော့ပောက်ကွဲနေတဲ့အနေအထားနဲ့ဖြောင်းမြောင်ကြီးဆန့်ကျင်တယ်သူကကောင်းမွန်စေခြင်းနေတယ်သောသောကဒေါသကြမ်းတမ်းတယ်သူကအလွန်မှနူးညံ့သောသောကဒေါသပူလောင်တယ်သူကအလွန်မှငြိမ်းအေးတယ်သောသောကဒေါသကအလွန်မှစူးပွက်တယ်သူကအလွန်မှငြိမ်သက်တယ်ဒီလိုသွားတာဟုတ်လားဒါကြောင့်အဒေါသဆိုတာကိုဘုန်းဘုန်းတို့ကဒေါသမရှိတဲ့သဘောလို့နားလည်ရုံလောက်နေပဲပြည့်စုံမှုသူကမေတ္တာသဘောထိဘယ်လိုမှတော့နားလည်ရမယ်နော်ညီကတွေ့တာမှုမရှိဘူးတတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့အလွန်မွန်မြတ်တဲ့မျက်နှာပေါ်ရကောင်းတဲ့စိတ်ထားလေးတွေပေါ့နော်ပြီးတော့ဘာတော့အမောဟပညာပေါ့နော်မောဟရဲ့ရှိမှာအလေးထည့်ထားတယ်အမောဟမသိတဲ့သဘောမဟုတ်ဘူးအဲ့တော့ဘာတော့သိတဲ့သဘောပေါ့ဘဝရဲ့အခြေအနေမှန်ကိုသိတယ်နားလေတယ်အ ਨੇ ဆုံးတော့ရှင်းရှင်းလင်းလင်းကြီးမသိသေးတောင်နော်ဒေသနာတွေကိုနာယူထားတာတွေကိုအကြောင်းပြုပြီးတော့ကျွတ်တို့ရဲ့စိတ်ထဲမှာဘဝရဲ့အကြောင်းကိုစဉ်းစားလိုက်တိုင်းဒါမကောင်းမွန်တဲ့သဘာဝတွေဖြစ်နေတာဒါဟာညိကက်တဲ့နဲ့တွေ့တာတဲ့နဲ့ဖက်တွေ့ထားတဲ့အရာတွေမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကဘုန်းဘုန်းတို့မှာခိုင်ခိုင်မာမာရှိနေရမယ်နော်ဒါဟာစွန့်လွတ်တဲ့အရာဘာလို့ဆိုမကောင်းတဲ့အရာကြီးမဟုတ်လို့ဒီသဘောကိုပြောတာဟုတ်လားဒါကြောင့်အမောဟကသူကအလွန်မှနေပေကျဲတယ်တလုံးနဲ့ပြောရရင်တော့ဘဝရဲ့ဆင်းရဲတဲ့သဘောကိုသိတာပါပဲဘဝရဲ့ဆင်းရဲတဲ့သဘောသိဖို့ကလည်းလွယ်တာမဟုတ်ဘူးဘလောက်မလွယ်တာတုံးလို့မေးမြတ်စွာဘုရားတော့သူအခက်ဆုံးပဲလို့ပြောတာပဲနော်ကြားဖို့ပါတယ်ဒေသနာတွေဒီတရားဓမ္မတွေရှင်အနန္ဒာကမြတ်စွာဘုရားကိုရှောက်ဖူးတာရှိရဲ့လေမြို့တဲ့ဆွမ်းခံကြွားရင်းနဲ့သူတွေ့ခဲ့တာလိတ်ဆွေမင်းသားလေးတွေကဒီတန်ကောက်ပေါက်ကလေးတွေကိုစီတန်းပြီးတော့ထားတော့မြားတန်နဲ့တခါတည်းဖောက်ထွက်သွားအောင်ပြစ်နိုင်သူကအဲ့ဒါနဲ့ကျောင်းတော်ရောက်တဲ့အခါကျတော့မင်းသားငယ်လေးတွေဟာအလွန်မှကောင်းကောင်းမွန်မွန်လေ့ကျင့်ထားကြတာဗျာတကယ်ကိုမလွဲချော်အောင်ပြစ်နိုင်တော့ရသော်ဗျာအနန္ဒာအဲ့ဒါထက်ဒီစံပင်မွေးကိုခုနှစ်စိတ်ထားမယ်မြင်ဖို့တောင်လည်းခက်သွားမှာနော်အဲ့ဒီခုနှစ်စိတ်ထားတဲ့စံပင်ချင်းတစ်ခုတစ်ခုဖောက်သွားအောင်ပေါက်သွားအောင်ပြစ်လိုက်ဖို့ကပိုးပြီးတော့မခက်ဘူးလားပိုခက်တယ်အဲ့ဒါတွေထက်သစ္စာလေးပါးကိုသိဖို့ကပိုခက်တယ်တဲ့အခက်ဆုံးပဲသူကသစ္စာလေးပါးကိုသိဖို့ခက်တယ်လို့ပြောတော့သိမြင်မှုဉာဏ်ပညာကမချင်းကပ်နိုင်မှစိုးရတယ်ဘဝဟာဆင်းရဲတယ်ဆိုတာသိဖို့ခက်တယ်လို့ပြောနေတာပဲအဲ့လိုပြောလိုက်မှပိုရှင်းသွားတယ်နော်သိသလားကျုပ်တို့မသိဘူးဆင်းရဲကြီးနဲ့အတူနေရပြီးတော့ဆင်းရဲတယ်လို့မသိဘူးနှိပ်စက်သူနဲ့အတူနေရပြီးတော့နှိပ်စက်ခံနေရတယ်လို့
မသိဘူးပူလောင်တဲ့အရာကြီးနဲ့အတူနေရပြီးတော့ပူးနေတယ်လို့ကျွတ်တို့မသိဘူးဟုတ်လားဒါကြီးကိုမမောလို့ဒါကြီးဖြစ်နေတာပါလားဆိုတော့အဲ့ဒါလည်းကျွတ်တို့မသိဘူးမသိတော့ကျွတ်တို့ရဲ့အမှားတွေကတခါတည်းမေဖို့ရဲ့သူ့ချီခင်ဘယ်ဟာရှင်းလို့ရှင်းရမှမသိအောင်ရှုပ်ထွေးနေတယ်ပေါ့နော်ဒါဘာပြောနေတာဘုံကအမောဟနော်အလောဘရဲ့အဒေါသရဲ့အမောဟရဲ့ဒီတရား၃မျိုးကကျွတ်တို့လိုလားတဲ့တောင့်တတဲ့ချမ်းသာခြင်းတွေအကျိုးရှိခြင်းတွေဘဝကောင်းတွေကိုသူကပေးမှာဟုတ်ပြီနော်အဲ့ဒါလို့ဆိုလို့ရှိရင်ဘုံဘုံတို့ကအကြောင်းတရားတွေကိုမြတ်စွာဘုရားရဲ့ကြီးစိုးကြောင့်နားလည်ခွင့်ရဆင်းရဲခြင်းရဲ့အကြောင်းတရားကလောဘဒေါသမောဟပဲချမ်းသာခြင်းရဲ့အကြောင်းတရားကတနည်းအားဖြင့်ဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကအလောဘအဒေါသအမောဟပဲလို့သိရတယ်ဒါပဋ္ဌာန်းဒေသနာတော်မှာဟေတုပိစယောဆိုတာအဓိကဒါကိုပြောတာပဲဟုတ်လားသူကရေတောင်းမြေကြီး6ချောင်းလောဘဒေါသမောဟကဒီဘက်ကဆိုးဝါးမှုတွေမပြေလည်မှုတွေဆင်းရဲမှုတွေပူလောင်မှုတွေဒါတွေကိုသူကကြီးထွားစေတယ်အလောဘအဒေါသအမောဟကတော့အစဉ်ပြေမှုတွေချမ်းသာမှုတွေဆင်းရဲငြိမ်းချမ်းစီဒါကိုရှေ့ရှုပြီးတော့သူကချမ်းသာမှုတွေကိုကြီးထွားစေတယ်ကျွတ်တို့ကဘယ်အမြစ်ကိုအားကောင်းအောင်လုပ်မလဲဘယ်အမြစ်ကိုဘုံဘုံတို့နှိမ်နှင်းရမလဲဘာကိုအမြစ်ဖြတ်ရမလဲဘာကိုပြုစုပြိုးထောင်ရမလဲဆိုတာသဲကွဲသွားတယ်နော်ဒါကြောင့်လောဘဒေါသမောဟကိုမြတ်စွာဘုရားယန္တာဖြစ်တဲ့အခါမှာအမြစ်ဖြတ်လိုက်ပြီဆိုတဲ့စကားသုံးအမြစ်ကိုဖြတ်မှရမှာသူကသစ်ပင်တပင်အပေါ်ပိုင်းခုတ်ထားရုံနဲ့ဒါကတဖန်ပြန်ပြီးတော့မစီကားတော့မကြီးပွားတော့ဘူးလို့ကျွတ်တို့ပြောလို့မရဘူးအခက်မသိအဲ့လိုခုတ်လိုက်မှပိုးတောင်းမှကြီးပွားလာတာတွေကရှိသေးတယ်တချို့သစ်ပင်တွေဆိုရင်ဟုတ်လားဘာလို့လိုက်မှသူကစိတ်ချသွားမှာတော့အမြင့်ဖြတ်လိုက်မှစိတ်ချမှာနော်အဲ့လိုဆိုလို့ရှိရင်ဘုရားကပြောဖို့စဉ်းစားထားတာလေးကဆင်းရဲခြင်းရဲ့အကြောင်းတရားချမ်းသာခြင်းရဲ့အကြောင်းတရားဒါလေးကိုအရင်သိအောင်ပြောမယ်အခုအကြံဉာဏ်လေးသိကြပြီနော်မမောမှုတွေအကျဉ်းနှံမှုတွေအမှန်မသိမှုတွေကကိုမလိုခြင်းနဲ့မရခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုမလိုခြင်းနဲ့ကြားရရပဲမရခြင်းနဲ့ကြားရရပဲအမလီပြည့်ဝနေမှာပဲအဲ့ဒီတရားတွေကိုသာမလျှော့နိုင်ဘူးဆိုရင်ဟုတ်လားကိုလိုခြင်းနဲ့ကိုရခြင်းနဲ့ကိုဖြစ်ခြင်းနဲ့ချမ်းသာခြင်းတွေအကျိုးရှိခြင်းတွေဘဝကောင်းတွေဆိုတာကိုရခြင်းနဲ့ဆိုရင်သူ့မှာလည်းဘာလို့အကြောင်းတရားရှိတယ်အလောဘအဒေါသအမောဟဒါလေးကိုပိုင်ပိုင်နိုင်နိုင်မှတ်သားထားစေခြင်းနဲ့ဉာဏ်နဲ့လည်းပဲကျက်စားကြည့်စေခြင်းနဲ့အဲ့ဒါပိုတောင်ရေးပါသေးတယ်တခါတလေဘုန်းတို့ကြားဘူးထားတဲ့အမှန်တရားတွေကိုတခါတလေမစင်သားမဆင်ကျင်တဲ့အခါမှာ तू အသိမကျေပြန့်တယ်လို့နောက်တော့မသိတော့တယ်လို့ဖြစ်သွားတာတောင်ရှိတယ်ဒါလေးတွေကအလွန်အရေးပါတဲ့အတွက်ကြောင့်သေးသေးချာချာမလုပ်ထားမှာတော့မှတ်သားထားရကျွမ်းကျင်အောင်ဆင်ကျင်ထားရမယ်ကျွတ်တို့ဘယ်သူမှဆင်းရဲအောင်လုပ်နေတာမဟုတ်ဘူးလောဘဒေါသမောဟပဲလုပ်နေတာအဲ့လိုဆိုရင်ကျွတ်တို့မဆင်းရဲခြင်းဘူးဆိုရင်သူတို့ဖယ်လိုက်ဖို့ပဲဒါပဲနော်တရားကလွယ်တယ်လို့ပြောရင်လေလွယ်လိုက်သမဟုတ်လားဒါပေမဲ့ခက်တာကဘာတော့အဲ့ဒါဖယ်ဖို့တော့ခက်နေရနော်ဟုတ်လားနော်ဖယ်ဖို့ကခက်နေဟုတ်လားအဲ့ဒီခက်တာလေးကိုဘုံဘုံတို့ဘလို့ပယ်မလဲဆိုတာလေးကိုခုနီလန်းလေးကိုပြောမလို့အဲ့ဒါကိုလည်းပဲနီလန်းပေါင်းများစွာမြတ်စွာဘုရားပေးခဲ့တယ်ချမ်းသာခြင်းရဲ့အကြောင်းတရားတွေကိုပြည့်စုံလာအောင်ဆင်းရဲခြင်းရဲ့အကြောင်းတရားတွေကိုဖယ်ရှားနိုင်အောင်ဘလို့လုပ်မလို့အထီးရောက်ဆုံးအပြည့်စုံဆုံးနီလန်းကတော့တတိပဋ္ဌာန်ဒေသနာမှာလာတဲ့နီလန်းတွေပဲဟုတ်လားကိုယ်ခန္ဓာကြီးရဲ့ကိုယ်ဘဝကြီးရဲ့မကောင်းနေတဲ့သဘာဝကြီးကိုအမှန်တိုင်းမြင်အောင်ကြည့်ဖို့ပဲကျွတ်တို့အခုတရားအထုတ်နေတာတွေရဲ့အဓိကရွယ်ချက်ကခန္ဓာရဲ့ဆင်းရဲတဲ့သဘောဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိနိုင်ရေးပဲအဓိကသူ့ကိုပိုင်းခြားပြီးတော့သိမှသူ့ပေါ်တွေ့တာနေတဲ့မမောနေတဲ့လောဘဓာတ်ကိုဘုံဘုံတို့အဆင့်ဆင့်ဖယ်ရှားနိုင်ပါဒီဟာကိုမသိလို့ကတော့ဒီလောဘဖြစ်နေမှာသူကတော့ကျွတ်တို့အဓိကအကြဆုံးကျွတ်တို့လောက်ရမယ့်လောက်ကဒုက္ခသစ္စာကိုပိုင်းခြားသိရေးပဲစစ်စစ်ပေါက်ပေါက်ဂါဂနနရေးရေးလဲလဲသိရမယ်ခန္ဓာဆင်းရဲတယ်ဆိုတဲ့သဘာဝဒါသိဖို့ပဲဘုံဘုံတို့နှီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်အဲ့ဒါသတိပဋ္ဌာန်ဒေသနာဆိုတာဒီဆင်းရဲတုံးဆင်းရဲကြီးဖြစ်တဲ့ဒီသဘာဝကြီးပေါ်မှာပဲသတိထားပြီးတော့သူကကြည်ဘယ်ချိန်ဖြစ်ဖြစ်သူ့ကိုမျက်စိထောက်ထောက်ကြည့်နေတဲ့သဘောပဲဒါနားလည်လွယ်အောင်ပြောတာပါဘုံဘုံကဟုတ်လားသတိပဋ္ဌာန်ဒေသနာတွေအများကြီးနာယူပူးထားတာဒီပုဂ္ဂိုလ်လေးဟုတ်လားအဓိကမလုပ်ခိုင်းတာတော့ဖြစ်ပေါ်နေတဲ့သဘာဝတွေကိုသတိနဲ့စောင့်ကြည့်ခိုင်းနေတာသူကဒါမှသူဟာအကောင်းလားအဆိုးလားဆိုတာကျွတ်တို့ရဲ့ဉာဏ်ထဲမှာသဲကွဲလာမှာပေါ့ဟုတ်လားအဲ့လိုကြည်ရင်းနဲ့သူ့ရဲ့ပြောင်းလဲနေတဲ့သဘာဝကိုအရင်သဘောပေါက်လိုက်မယ်။အော်ခုနငါကြည့်တဲ့ဟာမဟုတ်တော့ဘူးအခုဟာအသက်နောက်တစ်ခါထပ်ကြည့်တော့နောက်တစ်ခါအသက်ပဲသူ့စာဟုတ်လားဘယ်ရာကမှအားကိုးလောက်ဖွယ်ရာတည်တတ်နေတာမရှိဘူး
ကျွတ်တို့ကြိုက်ကောင်းကောင်းဆိုးတွေ့သမျှအတွေ့အကြုံတွေအကုန်လုံးကတကယ်ကိုတူညီစွာပဲပျောက်ကွယ်သွားကြတယ်ဒီသဘာဝကြီးသူ့ကိုဝတ်တိဖို့ကခက်သေးတယ်နော်အိဋ္ဌကိုသိဖို့ခက်တယ်နော်ကျွတ်တို့ကအိဋ္ဌအစွဲကြီးနဲ့ပဲမြင်နေတာမြင်လိုက်တာနဲ့ဒီတိုင်းပဲလို့ထင်နေတဲ့အထင်ကြီးကရှိနေတယ်မဟုတ်လားအဲ့ဒါကိုဘုံတို့သတိနဲ့ပညာကိုအားကိုးပြီးတော့ဖြိုးဖျက်ပြရမယ်ပေါ့နော်ဒီတိုင်းပဲမဟုတ်ဘူးဒါကြီးကနောက်ထပ်အသစ်ဖြစ်နေတဲ့အရာအချိန်တိုင်းအသစ်ဖြစ်နေတယ်အဲ့ဒါပါတော့အနိစ္စကိုပြောတယ်နော်အဲ့ဒီအနိစ္စကိုသိပါများမှမြင်ပါများမှအနိစ္စကိုအပါဝလာမှဒုက္ခသဘောကိုတဖြည်းဖြည်းနဲ့ရိပ်မိလာနိုင်တာဒုက္ခဆိုတာကအော်ဟေ့ညှိညူနေရတဲ့အနေအထားမျိုးနဲ့ကျွတ်တို့ကတွဲပြီးတော့နားလေကြည့်တာဆိုတော့ဒုက္ခဆိုတဲ့စကားလုံးရဲ့အတိမ်အနက်ကိုကျွတ်တို့ကကောင်းကောင်းသဘောမပေါက်ဘူးဟုတ်တယ်ဒုက္ခကလည်းသူကအဆင့်အမျိုးမျိုးရှိတာကိုဒုက္ခဝေဒနာရှိတယ်ဒုက္ခလက္ခဏာရှိတယ်ဒုက္ခသစ္စာရှိတယ်ပုံခဏပြောဥပါတယ်ဒုက္ခဝေဒနာကတော့တိဋ္ဌံလေးတွေတောင်သိလို့မို့သူတို့ရိုက်မယ်နှက်မယ်ဆိုရင်ကြောက်လိုက်သမှဒါဒုက္ခဝေဒနာကိုသိဒုက္ခလက္ခဏာဆိုတာကြတော့အနိစ္စကိုသိမှသိနိုင်တာဝိပဿနာဉာဏ်အရာဖြစ်သွားတယ်ယုတ်တန်တွေဟာနော်ဆင်းရဲနေတဲ့သဘောလို့သိဒုက္ခသစ္စာကိုတကယ်ပိုင်းခြားသိဖို့ကြတော့ပိုးတောင်ခက်တော့တယ်သူကမဲ့ဉာဏ်ရမှသိနိုင်တဲ့ကိစ္စသဘောပေါက်လားတော့ကျွတ်တို့ကဒုက္ခဆိုတဲ့စကားလုံးကဒီတလုံးပဲဘုရားသုံးပြီးတော့ဟောထားတော့ဒါပေမဲ့သုံးတဲ့အနေအထားပေါ်မှာကြည့်ပြီးတော့ရည်ရွယ်ချက်တွေကမတူဘူးသဘောပေါက်ရဲ့လားအဲ့တော့ဘုန်းတို့ဒီလောဘဒေါသမောဟကိုဖယ်ရှားဖို့ကြိုးစားတဲ့အခါမှာတကယ်လို့ရမှာကဘာလဲဆိုတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိအောင်လုပ်ဖို့ပဲသူ့ကိုသိရင်သိသလောက်ခုနတုန်းကမလိုလားအပ်တဲ့အကျိုးရလဒ်တွေကိုဖြစ်ပေါ်စေတဲ့လောဘဒေါသမောဟကိုသူဘာလို့ပြစ်မလို့နေပါသွားစီမယ်ဒါပဲလူရင်းကဟုတ်လားဒါကြောင့်သတိပဋ္ဌာန်အလုပ်ကိုဘုန်းဘုန်းတို့ကဘာလုပ်ရမှာတော့စူးစမ်းကြရမယ်ဒါဝင်လေထွက်လေကိုကြည်တယ်ဒါဒီတဲ့အကျုံးဝင်တာပဲသူကကိုအဆင်ပြေရာကိုလှုပ်အလွန်မှကျေပြန့်တဲ့ရှုခင်းကြီးတစ်ခုနဲ့လဲတူတယ်လို့ထင်ပါတယ်ဒီခန္ဓာကိုယ်မှာသဘာဝမျိုးစုံမရေမတွက်နိုင်အောင်ဖြစ်ပေါ်ပြောင်းလဲနေကြတာပဲအဲ့ဒါကိုဘုန်းတို့ဘာလုပ်ရမှာတော့တတိနဲ့ပညာနဲ့သူ့ရဲ့သဘာဝအမှန်ကိုနားလည်အောင်သဘောပေါက်အောင်ကြည့်ရမယ်ကြည့်ခိုင်းတာနော်မြတ်စွာဘုရားကခက်တာကျွတ်တော်ကမွေးလာတဲ့ဆံမျိုးလုံးနဲ့နှလုံးကပြင်မဲ့လှဲ့နေတော့ပြင်မဲ့ကအရာတွေပဲစိတ်ဝင်စားပြင်မဲ့ကအရာတွေပဲနားလည်အောင်ကြိုးစားရင်းနဲ့ပြင်မဲ့ကအရာတွေနဲ့ပဲရှုပ်ထွေးပြီးတော့နေတာတကယ်အမှန်တရားကိုသိပြီးတော့ငြိမ်းအေးခြင်းတယ်ဆိုရင်ပြင်မဲ့ကိုသွားရှာရမှာမဟုတ်ဘူးအတွင်းကိုရှာရမှာဒါကြောင့်အစ္ဆတရတောတမဟိတောအတွင်းမှာမွေ့လျော်တဲ့စိတ်ရှိရမယ်ငါစိတ်ကလေးဘလို့ဖြစ်နေတာတော့ငါဘလို့တွေခံစားနေရတာတော့ဒီတွေကဘလို့ဖြစ်နေတာတော့ဒီမှာဘုံဘုံတို့စိတ်ဝင်စားမှုအပြည့်ရှိရမယ်အဲ့ဒါပေါ်မှာကိုယ့်ရဲ့စိတ်ကိုနေရာချပေးနိုင်မယ်ဆိုလို့ရှိရင်ဉာဏ်နေအများကြီးထက်မြက်လာလိမ့်မယ်အတွင်းကိုနားလည်ရင်အပြင်ဆိုတာအသာလေးနားလည်သွားမှာဒီသဘောရှိရနော်အဲ့ဒါဘုံဘုံကပြောမယ်လို့အဓိကပြောမယ်လို့စိတ်ကူးထားတဲ့အကြောင်းကမရောက်သေးဘူးဒါပေမဲ့စကားလေးဥတက်မိရလေးကိုပြောရတာလေတခါတလေနားလည်မှုကိုပိုးပြီးတော့တိုးစေပါတယ်ဟုတ်လားအဲ့တော့သတိပဋ္ဌာန်ဒေသနာမှာဟောထားတဲ့နိနာနိတယများနဲ့အညီဘုံဘုံတို့ကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်လည်းပဲဆင်းရဲခြင်းရဲ့အကြောင်းတရားတွေကိုဘုံဘုံတို့လျှော့ချနိုင်လိမ့်မယ်နောက်ဆုံးပယ်ရှားနိုင်လိမ့်မယ်ချမ်းသာခြင်းရဲ့အကြောင်းတရားတွေကိုဘုံဘုံတို့များပြားစေလာနိုင်လိမ့်မယ်နောက်ဆုံးပြည့်စုံသွားစေလိမ့်မယ်ဟုတ်လားမြတ်စွာဘုရားနီးမျိုးစုံဟောတယ်အဲ့ဒီတည်းကဒကမာကြီးအခုအသက်80တဲ့ရောက်တော့မယ်69နှစ်မွေးနေ့ဆိုတော့ဘုံဘုံကဘာပဲဟောဖို့ပြောဖို့သွားအမှတ်ရတော့ဆိုတော့အဘိနသုတ်တံကိုပဲဟောဖို့အမှတ်ရတယ်။အိုနာသေးကွဲကန့်တဲ့အတွက်အမြဲနေတိုင်းရှုအဲ့ဒါလေးရဲ့လေးနဲ့ပုံဒီအိုနာသေးကွဲကန့်တဲ့တွဲကိုစဉ်းစားဆင်ခြင်ခြင်းရဲ့နော်ရရှိလာမဲ့အကျိုးဆက်တွေရဲ့ကြီးကျယ်ပုံကိုထင်ရှားပြခြင်းလို့သောတော်ကဏိဒန်းစကားတွေကိုပြောနေတယ်။ဏိဒန်းစကားဆိုတော့လည်းပဲသူကိုယ်အားစသိကိုသိရမယ့်အကြောင်းအရာတစ်ခုဏိဒန်းချီနေတာတော့တင်မဟုတ်ဘူးနော်။ကျွတ်တို့မစင်ရဲခြင်းဘူးချမ်းသာခြင်းတယ်အကျိုးမမဲ့ခြင်းဘူးအကျိုးရှိခြင်းတယ်ဘဝဆိုးကိုမရခြင်းဘူးဘဝကောင်းကိုရခြင်းတယ်အဲ့လိုဆိုရင်စင်ရဲခြင်းအကျိုးမဲ့ခြင်းဘဝဆိုးရခြင်းရဲ့အကြောင်းတရားကဘာလဲလောဘဒေါသမောဟချမ်းသာခြင်းအကျိုးရှိခြင်းဘဝကောင်းရခြင်းရဲ့အကြောင်းတရားကဘာလဲအလောဘအဒေါသအမောဟအဲ့လိုဆိုရင်ကျွတ်တို့ကောင်းခြင်းတယ်ဆိုရင်ကောင်းခြင်းရဲ့အကြောင်းတရားကိုဖြစ်အောင်လုပ်မယ်မဆိုးခြင်းဘူးဆိုရင်ဆိုးခြင်းရဲ့အကြောင်းတရားတွေကိုဖယ်လိုက်ဖို့ပဲအဲ့ဒါတွေကိုဖယ်ဖို့အတွက်မကောင်းတာတွေကိုဖယ်ဖို့အတွက်ကောင်းတာတွေပြည့်စုံလာဖို့အတွက်ဘုန်းဘုန်းတို့သတိပဋ္ဌာန်ဒေသနာမှာဟောထားတဲ့နည်းများကိုအားကိုးပြီးတော့ကိုယ်ခန္ဓာကိုယ်ရဲ့သဘာဝကိုအမှန်တိုင်းမြင်အောင်ကြည့်ရမယ်ဒါဆိုလို့ရှိရင်မြင်ရင်မြင်တဲ့လောက်လောဘဒေါသမောဟဟာ
လျှော်ပြီးသားဖြစ်သွားမယ်လျှော်ပြီးသားဖြစ်သွားမယ်အလောဘအဒေါသအမောဟကိုများပြားစေပြီးသားဖြစ်သွားမယ်ဒီဟာကိုပြောနေနော်စကားဒီရောက်လာပြီနော်တတိပဋ္ဌာန်ဒေသနာကိုပွားများတယ်ဆိုတာလည်းပဲနော်ဘုရားကတော့အချိန်တိုင်းပွားရမယ်နေရာတိုင်းမှာပွားရမယ်အနေအထားတိုင်းမှာပွားများရမယ်လို့ဟောတာတော့ဘုန်းဘုန်းတို့ကနော်အလွန်ရင့်ကျက်နေကြတဲ့ပုံကိုယ်တွေမဟုတ်ကြသေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုယာနှုံးမြည်ပြဝလိုက်နာနိုင်ကြပါပြီလားဆိုတော့ဘယ်လိုက်နာနိုင်မလို့ဟုတ်တယ်မဟုတ်လားအဲ့ဒီတော့ဘုန်းဘုန်းတို့တွေကကြိုးကြားကြံတဲ့ထိရောက်တဲ့နီးနာတွေကိုလည်းပဲအသုံးပြုဖို့လိုမယ်ပေါ့အဲ့ဒါကိုပြောဖို့လို့အခုအဘိဓမ္မာသုတ်တံကိုပြောတာသူ့ကိုစဉ်းစားဆင်ခြင်လဲလောဘဒေါသမောဟနေပါရမှတဆင့်လုံးဝပျောက်သွားသည့်အထိသူကလည်းပဲစွန့်ထက်တာပဲအဲ့ဒီအဘိဓမ္မာသုတ်တံကိုဘုံကအလွန်ကြိုက်တယ်ကလေးတွေကစားချိန်ပါများစွာဟောပြောဘူးတယ်ဒီအဆုံးအမကိုလိုက်နာခြင်းရဲ့အကျိုးဆက်တွေကိုအထိုက်လျောက်ရိပ်မိနေတယ်ပေါ့အိုနာသေးကွဲကံတဲ့အတွက်အမြင်နေတိုင်းရှုဒါကြောင့်ဒီသုတ်တံကိုချိန်ပါများစွာအသေးစိတ်ဆင်ခြင်ကြည့်တယ်သုံးသပ်ကြည့်တယ်အခုလည်းကြည့်ခဲ့သေးတယ်သူကသုံးပိုင်းဟောထားတယ်သူကအလွန်လေးနဲ့တယ်နော်ဘဝရဲ့အမှန်တရားကြီးတွေကိုမျက်ခြေမပြတ်စေပဲနဲ့စိတ်ထဲမှာအမြဲတမ်းဒီအမှန်တရားနဲ့ထိတွေ့နေရင်းနဲ့ဉာဏ်ပညာထက်အောင်လုပ်ခိုင်းတာမြတ်စွာဘုရားအဲ့ဒါကိုဟောပုံလေးကအလွန်မှစနစ်တကျရှိလွန်းတယ်ပေါ့ပထမဘာပြောတုံးဆိုတော့ပစ္စည်းမာနိဘိက္ခွေဌာနနိဘိနံပစ္စယခိတ္တဗာနိအဋ္ဌိယဝပုရိသေနဝဂါထေနဝပပ္ပစီဒေနဝဏိဒံလေးခြိလိုက်တယ်လူပဲဖြစ်စေရှင်ယဟန်နေပဲဖြစ်စေယောက်ျားပဲဖြစ်စေမိန်းမပဲဖြစ်စေဆိုလိုတာဘယ်သူပဲဖြစ်ပေါ့အခုပြောမယ့်အမှန်တရားကြီး၅မျိုးကိုအမြဲမပြတ်စဉ်းစားရမယ်ဆင်ခြင်ရမယ်ဒီလိုလေးဏိဒံခြိအဲ့တော့အမှန်တရားကြီး၅မျိုးကဘာလို့ဆိုတော့အိုနာသေးကွဲကန့်နှစ်တွဲအဲ့ဒါကိုမြတ်စွာဘုရားအရင်ဟောလိုက်တယ်ဆင်ញင်ပုံလေးကိုသင်ပေးတယ်ဇရာဓမ္မောမိဇရဏတ္တိတောတိဟောဇရာဓမ္မောမိငါလို့မှတ်ယူထားတဲ့ငါထင်းနေတဲ့ဒီအရာကြီးကဒီဘဝကြီးကဒီခန္ဓာကြီးကအိုတတ်တဲ့သဘာဝကြီးပါတကားဒါကြီးကိုယ်ကအိုတတ်တဲ့သဘာဝကြီးမြေအိုးဆိုရင်ကွဲတတ်တဲ့သဘာဝပေါ့ဟုတ်လားမီးဆိုပူတတ်တဲ့သဘာဝရေဆိုယိုစီးတတ်တဲ့သဘာဝခန္ဓာကိုယ်ကဘာသဘာဝလဲအိုတတ်တဲ့သဘာဝကြီးအိုတုံးအိုခဲကြီးသူကအိုကြီးလို့ပြောရင်တာအိုမျိုးကြီးပေါ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘယ်လိုစဉ်းစားခိုင်းတော့ဇရံအနတ္တိတောတိဇရံအိုခြင်းသဘောတရားကိုအနတ္တိတောတိဘလို့မှလွန်ဆန်လို့မရဘူးမလွန်ဆန်နိုင်ဘူးလို့ဘာသာပြန်တယ်တော့ကျွတ်တို့တစုံတစ်ယောက်ကလွှမ်းမိုးသွားတယ်ကိုကဒီတိုင်းပဲအရှုံးပေးလိုက်ရတယ်မလွန်ဆန်နိုင်ဘူးသူ့ကိုပြန်ပြီးတော့မတိုက်ခိုက်နိုင်ဘူးသူပြုသမျှနှုတ်ရတဲ့အနေထားသူစိတ်တိုင်းကြလေးဖြစ်သွားတာကိုယ်စိတ်တိုင်းကြမဟုတ်ဘူးအဲ့ဒါကိုမလွန်ဆန်နိုင်ဘူးလို့ပြောတာဗမာစကားလုံးလေးတွေကလည်းပဲရှင်းပြမှာပို့ပြီးတော့လင်းသွားတဲ့အဓိပ္ပာယ်လေးတွေရှိတယ်နော်ဟုတ်လားအဲ့တော့ကျုပ်တို့ကဘယ်လိုသဘာဝရှိတော့အိုတတ်တဲ့သဘာဝရှိတယ်အဲ့ဒီအိုခြင်းတရားကြီးကိုဘလို့မှလည်းပဲမလွန်ဆန်နိုင်ဘူးသူပြုသမျှနှုတ်ကိုနှုတ်ရမယ်ဘာမှသူ့ကိုကျုပ်တို့ပြန်ပြီးတော့မတိုက်ခိုက်နိုင်ဘူးဒီသဘောလေးကိုပြောတာနော်အဲ့ဒါစဉ်းစားဆင်ခြင်ပုံနည်းပဲဒါအိုခြင်းနာခြင်းသေခြင်းကွက်ကွာခြင်းကံကံရဲ့အကျိုး၅ခုသလုံးအဲ့တိုင်းစဉ်းစားရမယ်ဆင်ခြင်ရမယ်ဗျာတိဓမ္မောမိဗျာဒိနတ္တိတောတိမရဏဓမ္မောမိမရဏနတ္တိတောတိသဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝမိတိအဘိနံပစ္စောခိတ္တဗံချစ်ခင်ရမျက်နှိုးအပ်တဲ့တတ္တဝါသင်္ခါရတို့ ਨੇ တော့ခွဲခွာရမယ်ဆိုတာငါတေချာပေါက်တွေ့ရကြုံရမယ်တဘာဝကြီးဒါကြီးကိုငါဘယ်လိုမှလွန်ဆန်လို့မရအောင်နော်နောက်ကွဲကွာပြီးတော့ဗါတော့ကံတရားအဲ့ဒါလည်းလေးနဲ့တယ်ကျွတ်တို့စေတနာတွေကအမြဲတမ်းလို့ဖြစ်ကောင်းသလားဆိုးသလားဆိုတာကျွတ်တို့ရဲ့ယောနိတော်မနတိကာရအာယောနိတော်မနတိကာရနှလုံးသွင်းမှန်ကန်တဲ့အချိန်မှာစေတနာကောင်းလေးတွေဖြစ်တယ်နှလုံးသွင်းမမှန်ကန်တဲ့အချိန်မှာညံ့တဲ့စေတနာလေးတွေဖြစ်တယ်အဲ့ဒီစေတနာလေးတွေဖြစ်တိုင်းကျွတ်တို့ကမျိုးစေ့ချပေါက်လာလိမ့်မယ်ဒီပင်ရိတ်သိမ်းရလိမ့်မယ်ဒါကိုကျွတ်တို့ညှင်းဆန်ခွင့်မရှိဘူးပြောရရင်ကျွတ်တို့ကအချိန်တိုင်းကိုယ့်ကိုဒုက္ခပေးမဲ့မျိုးစေ့ကိုကျွတ်တို့ကအမြဲတမ်းစိုက်ပျိုးနေတဲ့သဘောမျိုးပဲဒါလေးနဲ့တဲ့ရှုတော့ကနေပြီးတော့ကြည်တာပေါ့နော်ဒီစက်ကြီးကလေပတ်နေအဲ့ဒီတည်းပဲကျွတ်တို့ကမျောပါနေရတယ်ရည်ဒီအလွန်ပြင်းထန်တဲ့ရည်ဒီเจ้าကြီးထဲမှာမျောနေတဲ့ပုံစံမျိုးကိုစိတ်ကူးကြည့်လိုက်
ရေကတကယ်ရည်စည်းတန်လာပြီဆိုကျွတ်တို့ဘာမှလှုပ်လို့မရဘူးနော်ထဲကြပါဆိုပေါ်စိတ်ကလေးတွေဘာလေးတွေအကောင်ပလောင်လေးတွေဒီရည်သီးကြောင်းနဲ့မျောနေတာကိုကြည့်လိုက်သူတို့သဘောတိုင်းသူတို့သွားတာမဟုတ်ရေရဲ့အနေအထားတိုင်းသွားတာပဲဝဲတဲ့ရောက်တိုင်းလေးရောက်သွားတာပဲသူကအဲ့လိုပဲကျွတ်တို့ဟာဒီအာတဝရည်သီးကြောင်းတွေဩဃရေလှိုင်းကြီးတွေဒီကြားထဲမှာနော်နစ်လိုက်ပေါ်လိုက်နေကျွတ်တို့ဟာပင်မန်းကြီးဆိုတာတန်လျာခီးကိုဘာလို့နော်မျောနေအဲ့ဒီလိုမျောနေတဲ့အနေအထားမျိုးမှာကျွတ်တို့ကအမြဲတမ်းကျွတ်တို့ကိုဆင်းရဲစေမဲ့အရာတွေဖြစ်စေမဲ့အကြောင်းတရားတွေကိုပြုလို့ရင်နဲ့ကျွတ်တို့ကသွားနေဒီထိမြင်ရမယ်ကံနှစ်တွဲကိုဒီထိမြင်ရမယ်အဲ့ဒါကျွတ်တို့ကများသောအားဖြင့်ဆင်းရဲတယ်ဆိုတဲ့အထဲမှာမှပိုမိုဆင်းရဲတဲ့ဘဝတွေကိုရစေတတ်တဲ့ကံတရားတွေကိုလွန်ကျူးရင်းနဲ့ကျွတ်တို့သွားကြတာများဟုတ်လားသူဂတိဘဝကိုရစေတတ်တဲ့ကံလုံးမိတယ်ဆိုရင်တောင်အဲ့ဒါနဲ့ဆိုင်ရင်တော်ရလို့ပြောရမှာပေါ့နော်ဒါဘယ်လိုကံကိုပဲလှုပ်ဘဝဆိုတဲ့အကျိုးဆက်ပဲသူကထွက်လာမှာအပေဘဝထွက်တာဆိုတာတော့မပြောတော့နဲ့သူဂတိဘဝထွက်တယ်ဆိုရင်တောင်ဒါကအမှန်ကန်ဆုံးမြင်နဲ့ကြည့်မယ်ဆိုရင်ဒုက္ခပဲရတာပဲသူကအဲ့ဒီသဘောကိုဘုံဘုံကဘာလို့ပြောပြတာတုံးဆိုတော့ဒီကံရဲ့အကျိုးကိုစဉ်းစားရင်မြတ်စွာဘုရားနောက်ပိုင်းမှာ၃ခုမြောက်အပိုင်းမှာသူကနော်တန်ရောစဉ်တရားတွေကိုလုံးဝပယ်နိုင်လိမ့်မယ်အနုတ္တယကိုလုံးဝပယ်နှုတ်နိုင်လိမ့်မယ်လို့အဲ့လိုဟောထားတာမဉ္ဇဉ်ဖွဉ္ဇဉ်ရမယ်လို့ဟောတာအဲ့ဒါကိုပို့ပြီးတော့ရိပ်မိနိုင်ဖို့သဘောပေါက်နိုင်ဖို့ဒီလိုကံရဲ့အကြောင်းကိုနည်းနည်းလေးရှင်းပြတာဒါကြောင့်မို့လို့သူကကိလေသာကုန်တဲ့အဆင့်ထိရောက်သွားစေတဲ့အလုပ်တစ်ခုဖြစ်နေတာကိုလို့ဘုံဘုံတို့သဘောပေါက်ဖို့ကံရဲ့အကျိုးကိုစဉ်းစားတာကိုအဲ့ဒီထိဘုံဘုံတို့ကစဉ်းစားတတ်ရဟုတ်လားဘုရားကတော့စဉ်းစားဆင်ခြင်ပုံလေးတွေကိုအသေးစိတ်ဟောတာပေါ့ကမ္မတက္ကကမ္မယောနိကမ္မဗန္ဓုကမ္မပဋိတ္တရနောယံကမ္မံကရိတာမိကလျာဏဝပါပကံဝတတ္တကမ္မတဒါယတော်ဘဝိတာမိတိကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တစ်ခုခုဖြစ်သွားပြီဆိုရင်တော့အဲ့ဒီအလုတ်ရဲ့အကျိုးရလဒ်ကိုငါသေချာပေါက်သိမ့်ပယ်ရလိမ့်မယ်ငါအမွေခံရလိမ့်မယ်ဒါကိုညင်းပယ်လို့မရဘူးငါးချက်အဲ့ဒါကိုမြတ်စွာဘုရားပထမပိုင်းမှာစဉ်းစားဆင်ခြင်ပုံလေးကိုအဲ့လိုခေါ်တယ်နော်အဲ့တော့ဒုတိယပိုင်းကျတော့သူကဒီအိုခြင်းကိုစဉ်းစားလို့ရှိရင်အရွယ်မှန်ကိုအကြောင်းပြုပြီးတော့မကောင်းမှုတွေဖြစ်တတ်တယ်အဲ့ဒီမကောင်းမှုဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့အရွယ်မှန်ကိုဖယ်ရှားနိုင်တယ်သို့မဟုတ်နေပါသွားစီလိမ့်နာခြင်းကိုစဉ်းစားလို့ရှိရင်ကျမ်းမာခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်လိမ့်မယ်သို့မဟုတ်နေပါသွားစီမယ်ဟုတ်လားသေခြင်းကိုစဉ်းစားရင်ရှင်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်နေတဲ့မှန်ဇီဝိတမှန်လွန်နူးညံ့တယ်ဒီမှန်ကြောင့်ကျွတ်တို့အကုသိုလ်တွေဖြစ်နေတာတွေအများကြီးရှိတယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒီမှန်ကိုဖယ်ရှားနိုင်လိမ့်မယ်သို့မဟုတ်နေပါသွားစီလိမ့်မယ်ခွဲခွာခြင်းကိုစဉ်းစားမယ်ဆိုရင်တော့အချင်းချင်းအလွန်ဖက်တွယ်နေတဲ့တန်ရောစဉ်တွေကိုနေပါသွားစီလိမ့်မယ်အဲ့ဒီမှာတော့ဆန္ဒတာကလို့သုံးတယ်ဒါအကျိုးရလက်လေးတွေကိုအရင်ဥစွာမြတ်စွာဘုရားပြောတာကံရဲ့အကျိုးကိုစဉ်းစားမယ်ဆိုရင်တော့အကုသိုလ်တရားတွေဒုစရိုက်တရားတွေကိုမလုပ်ရဲတဲ့အတွက်ကြောင့်အလွန်မှနေပါသွားလိမ့်မယ်လို့ဟောတယ်ဘလောက်ကောင်းတော့ဒါဒုတိယပိုင်းမှာအဲ့တိုင်ဟောတာနော်အိုနာသေးကွဲကံနဲ့တွဲအိုခြင်းရဲ့အရွယ်ရဲ့ကိုတွဲပြီးတော့စဉ်းစားနာခြင်းရဲ့ကျမ်းမာခြင်းရဲ့ကိုတွဲပြီးတော့စဉ်းစားသေခြင်းရဲ့ရှင်သန်ခြင်းရဲ့ကိုတွဲပြီးတော့စဉ်းစားဒါမန်၃မျိုးခေါ်တယ်ဟုတ်လားဝရမန်နဲ့အာရောချမန်နဲ့ဇီဝိတမန်နဲ့ပါဠိအသုံးနှုန်းလေးတွေကဟုတ်လားကွဲကွာခြင်းကြတော့ဘာကိုသူကဓာတ်ရိုက်နေပါစေတာဆိုအချင်းချင်းတက်မဲ့နေတဲ့ခင်တွဲနေတဲ့ဆန္ဒရာဂလို့ခေါ်တဲ့သမုဒိယသစ္စာတဏှာလောဘကိုသူကနေပါစေတယ်ကျတို့ခွဲသွားမယ်ဆိုတာကိုတကယ်မြင်လို့ရှိရင်ဒီလူကငါနဲ့မျိုးတော်တယ်ငါလူရင်းဟာအဲ့ဒါတွေအလွန်နေသွားတယ်လူစိမ်းလူရင်းအလွန်နေသွားတယ်ရင်းတာနဲ့စိမ့်တာနဲ့ကြားမှာသိပ်ပြီးတော့ကြီးမားကြီးသူ့မှာမရှိဘူးခုကျတို့ကရန်ကြီးမားရနော်ရင်းတဲ့လူနဲ့စိမ့်တဲ့လူနဲ့တော့ဘာမှကိုမဆိုင်ဘူးဟုတ်လားရင်းရင်အလွန်ကိုရင်းပလိုက်တယ်စိမ့်ရင်လည်းအလွန်ကိုစိမ့်ပလိုက်တယ်နော်ဒီသဘာဝလေးတွေကိုခန်းစားတတ်စေချင်တာဘုံဘုံကအဲ့ဒါဒုတိယပိုင်းမှာအဲ့တိုင်ဟောတာတတိယပိုင်းကျတော့ဘယ်လိုဟောတော့ဆိုတော့ဒီအိုနာသေးကွဲကံတဲ့တွဲကိုစဉ်းစားဆင်ခြင်မှများလာတဲ့ခါမှာဒီလူဟာမြင်တာတွေသိတာတွေကအလွန်မှများလာတယ်များလာတော့ဘယ်လိုများလာအောင်ဆိုတော့ဒါကငါတယောက်တည်းဖြစ်နေတဲ့ကိစ္စကြီးမဟုတ်ပါလားတလောကလုံးမှာဒီတိုင်းဖြစ်နေတာပါလားအဲ့လောက်ထိဉာဏ်ကကျေပြန့်လာတယ်နော်အိုနာသေးကွဲကံတဲ့တွဲကတူတယောက်တည်းမှာဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးတူတယောက်တည်းမှာဖြစ်နေတဲ့အဆင်မပြေမှုမဟုတ်ဘူးအားလုံးတွေ့ကြုံရင်ဆိုင်နေရတဲ့အကုန်လုံးကတကယ်တမ်းကျေပြန့်တဲ့အမြင်နဲ့အမြင့်အနေကြည့်မယ်ဆိုရင်တကယ်မှအတူတူပဲအတူတူဒုက္ခဖြစ်နေကြတာကွဲပြားမှုကဘာမှသိပ်ပြီးတော့မပြောပါတော့ဘူးဟုတ်လားဘုံဘုံဟိုတုန်းကဥမာလေးတွေခ
ခဏခဏပြောပါတယ်နော်မစင်ကျင်ကြီးနဲ့လူရုပ်ကလေးတွေလှုပ်ထားတယ်လက်ရမြောက်အောင်လှုပ်ထားတယ်အချောက်လှမ်းဟုတ်လားပြီးမှအပေါ်ကပတိလေးကိုင်းပြီးတော့ဆေးရောင်စုံလေးတုတ်ထားလိုက်အယောင်တွေကတော့မျိုးမျိုးကွဲနေတော့နော်ပုံစံလေးတွေကလည်းအမျိုးမျိုးကွဲနေမှာပေါ့ဒါပေမဲ့အမာခံကဘာနဲ့လှုပ်ထားတာတော့အဲ့ဒါပဲလူလောကကြီးကအဲ့ဒါပါပဲဟုတ်လားအပေါ်ယံလေးတွေကတော့ရှိတယ်မရှိဘူးအပေါ်ယံအတိတွေသိတယ်မသိဘူးကောင်းတယ်မကောင်းဘူးဘာညာပြောလို့မကုန်နိုင်ဘူးပေါ့နော်ဒါပေမဲ့အမာခံကတော့ဘာတော့ပြောင်းလဲနေတဲ့ယုံနာမှာပဲတဘာဝဒါပဲနော်အဲ့ဒါကိုကျွတ်တို့မြင်အောင်မလုပ်အောင်တော့ကြည့်ရမယ်အခုဒီမှာအိုနာတေခွဲကံတို့တဲ့ကိုအစတော့စဉ်းစားတာအော်ငါအိုခြင်းသဘောတရားရှိတယ်ငါအိုခြင်းသဘောတရားကိုမလွန်ဆန်နိုင်ဘူးကိုဘဝကြီးကိုပဲအခြေခံထားပြီးတော့စဉ်းစားနေတာပေါ့နောက်တော့သူ့ရဲ့သဘောပေါက်မှုကဒီတူတယောက်တည်းရဲ့အပေါ်မှာသဘောပေါက်မှုလောက်တယ်မကတော့ပဲနဲ့တလောကလုံးပေါ်မှာချဲ့ထွင်ပြီးတော့နားလည်သွားတယ်ဒီတိုင်းဖြစ်နေတာဘာမြန်ကောင်းတာတော့အကြစရာလည်းမရှိထင်သေးတယ်လည်းမရှိထင်ကြီးစရာလည်းမရှိသူ့ရဲ့နားလည်မှုကအလွန်မှမျက်နှိုးစရာကောင်းသွားတာဒါကိုခံစားတတ်စေခြင်းတယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားအဲ့လိုလေးဟောတာတလောကလုံးဒီလိုဖြစ်နေတာလို့သိတဲ့အခါကျတော့တဲ့အဲ့စကလုံးနော်စိတ်ဝင်စားတဲ့ကောင်းတဲ့စကလုံးလေးသုံးထားတယ်မက်ကောတင်စားရဲ့တည်တယ်မက်ဖြစ်ပေါ်လာတယ်မက်ကဆိုတာလမ်းကိုပြောတာနော်လမ်းလေးဖြစ်လာတယ်ကိုလျှောက်ဖို့လမ်းလေးရလာတယ်အဲ့ဒါကိုဘာလို့ရမလဲဆိုတော့အာတေဝတိဘာဝယတိဘဟုလီကရွန်တိမှီဝဲရမယ်ကျိန်ပံများဆိုတာဖြစ်အောင်လုပ်ရမယ်ပွားများရမယ်ဒီအမြင်လေးရပြီဆိုဒါလေးကိုကျင့်တဲ့မနေနဲ့အားရမနေနဲ့ဒီအမြင်ကိုအားကောင်းအောင်ဆက်ပြီးတော့ဘာလုပ်ရမလို့စူးစမ်းရမယ်လို့ပြောတာအဲ့ဒီကြတော့မှတန်ရောစဉ်ကိုပဲရှားနိုင်မှာအနုတ္တယကိုနှုတ်နိုင်မှာမဉ္ဇဉ်ဖူဉဏ်ရတယ်ဆိုတာအဲ့ဒီထိ तू ကသွားရမှာနော်ကျွတ်တို့အိုနာတေကွဲကံတဲ့တွဲကိုတူဦးတယောက်ကိုမူတည်ပြီးတော့အခြေခံထားပြီးတော့စဉ်းစားမယ်ဆင်ခြင်မယ်ပြီးတော့ဘာလို့ညံကျဲလာမယ်တလောကလုံးဒီလိုဖြစ်နေတာကိုဘေးကလူအကုန်လုံးဒီလိုဖြစ်နေတာလို့သိလာတဲ့အခါမှာဘာပေါ်လာမလို့လမ်းကြောင်းလေးပေါ်လာမယ်ဩဒီတိုင်းဖြစ်နေတာဒါဒုက္ခသစ္စာကိုသိဖို့အတွက်ရှေ့ရှုနေတာသူကဒုက္ခသစ္စာကိုသိဖို့အတွက်သွားနေပြီသူကအဲ့ဒါကိုဘုံဘုံတို့ဘာလို့မမိတ်မတုံဆက်သွားဒါတရားအထုံဒီတစ်မျိုးလို့ပြောလို့ရရနော်ဟုတ်တယ်မဟုတ်လားဒါမဟာသတိပဋ္ဌာန်သုတ်တန်တွေကိုထည့်ရမယ်ဆိုလို့ရှိရင်ဒါဓမ္မနုပဒနာဘိုင်းထဲမှာအကျုံးဝင်လိမ့်မယ်လို့ဘုံဘုံထင်ပါတယ်။ဘာလို့ဆိုတော့ဓမ္မနုပဒနာသတိပဋ္ဌာန်ထဲမှာသစ္စာပပဆိုတော့သစ္စာ၄ပါးအကြောင်းပြောတယ်။သစ္စာ၄ပါးအကြောင်းထဲမှာဒုက္ခသစ္စာမှာဒီဇာတိဇရာမရဏအကြောင်းတွေမြတ်စွာဘုရားအများကြီးသိရမယ်လို့ခေါ်ထားတယ်။ဒါသတိပဋ္ဌာန်ဒေသနာနဲ့လည်းပဲအညီလို့ပြောလို့ရတယ်။ဟုတ်လား။တော့ဟောထားတဲ့လမ်းစဉ်လေးကိုဘုံဘုံကစိတ်ဝင်စားလို့ဒါမျှဝေးနေတာတခါကြီးကျော်နော်ဒါလက်တွေ့သုံးကြည့်ရမယ်နော်ကိုစဉ်းစားဒီဆောင်ပုဒ်ကလေးကိုရွတ်အိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှုဘုံကခုနကံကိုစဉ်းစားပုံစဉ်းစားနည်းပြောခဲ့ပြီနော်အိုနာသေးကွဲရစဉ်းစားဖို့လွယ်တယ်စဉ်းစားဖို့လွယ်တယ်ဆိုတော့မြတ်စွာဘုရားသင်ပေးသေးတယ်ဒါကြီးကဒီသဘောရှိတယ်ဒီသဘောကိုဘယ်သူမှမလွန်နိုင်ဘူးဒါဒီတိုင်းဒီခလုတ်ကတိုက်ကိုတိုက်ဒါတန်လေးရမဖြစ်နဲ့ဒီဥစ္စာဖြစ်ကိုဖြစ်မဲ့သဘောလို့ပြောတာဟုတ်လားအဲ့ဒီဥစ္စာကိုဘုံတို့စိတ်ကိုအများကြီးလက်ခံနိုင်အောင်မလုပ်ရမလို့တွေ့ထိပေးရမယ်ဒီအမှန်တရားနဲ့စိတ်နဲ့ကိုတွေ့ပေးရမယ်ဘုံမအဲ့လိုလေးပြောခြင်းနော်ဒါကိုတွေ့ပါများတဲ့ခါကျတော့နားလေလာတယ်သူကဟုတ်တယ်မဟုတ်လားနားလည်မှုရှိအောင်လုပ်တယ်အဲ့လိုနားလည်မှုရှိအောင်လုပ်တဲ့အခါမှာနားလည်မှုကျေပြန့်လာရင်မရက်နဲ့အဲ့ဒါကိုဆက်ပြီးတော့ဘာလုပ်ရမလို့ကြိုးစားတဲ့ပွားများမယ်အဲ့လိုကြိုးစားမယ်ပွားများမယ်ဆိုရင်တန်ရောစဉ်တွေကုံသွားလိမ့်မယ်အနုတ္တရတွေကိုနှုတ်နိုင်သွားလိမ့်မယ်အဲ့ဒါဘာပြောတာတော့မဉ္ဇဉ်ဖုန်ဉဏ်ရလိမ့်မယ်လို့ပြောတာဒုက္ခကိုအဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ပြောတာအဲ့တော့ကျွတ်တို့လိုလားတောင်းတတဲ့ပြစ္ဆုတ်ပံမှာလည်းချမ်းသာတယ်အကျိုးရှိတယ်တန်တရားမှာလည်းပဲဘဝကောင်းကိုရကျင်တယ်ဆိုရင်ဘဝကောင်းကိုလည်းအသာလေးပေးနိုင်တယ်ဒီအလုပ်ကဟုတ်လားသူကဘဝကောင်းပေးနိုင်ုံနဲ့မကောင်းနောက်ဆုံးကြတော့သူကဘာတော့ဘဝချုပ်ငိမ့်ရာအငိမ့်တဲ့စီကိုတောင်ဆက်ရောက်သွားစေနိုင်တယ်သူ့ရဲ့အစွမ်းကဘဝကောင်းရဖို့ဆိုတာလေးကတော့ဘာမှမပြောပါတော့တဲ့အကျိုးကျေးဇူးလို့ဆိုမယ်ဆိုရင်ဆိုနိုင်တယ်သဘောပေါက်နော်အဲ့တော့ပြောရတာလေးတော့ပြန်ပြီးတော့ခေါင်းထဲမှာချုပ်မိအောင်တော့နည်းနည်းပြန်ပြီးတော့စဉ်းစားမယ်နော်ကျတို့မဆင်းရဲခြင်းမူချမ်းသာခြင်းတွေအဲ့လိုဆိုရင်ဆင်းရဲခြင်းရဲ့အကြောင်းကဘာလဲချမ်းသာခြင်းရဲ့အကြောင်းကဘာလဲကျတို့မြင်ရမယ်ဆင်းရဲခြင်းရဲ့အကြောင်းကလောဘဒေါသမောဟချမ်းသာခြင်းရဲ့အကြောင်းကအလောဘအဒေါသအမောဟတို့ဆင်းရဲခြင်းရဲ့အကြောင်းတွေကိုနည်းဖို့ချမ်းသာခြင်းရဲ့အကြောင်းတရားတွေကိုများဖို့ကျတို့ဘာလုပ်ရမလို့နီးမှန်လမ်းမှန်လှုပ်တဲ့ကင်တဲ့ရမယ်သတိပဋ္ဌာန်ဒေသနာကြီးကတော့အပြည့်စုံဆုံးလို့ပြောရတယ်နော်ကိုအာယုံဆိုင်ပြီးတော့တတိနဲ့ပညာနဲ့နေတဲ့နေနီးလေ့ကျင့်နော်နောက်တနည်းအခုဗာပြောလိုက်တာတော့အိုနာသေးကွဲကံတဲ့တွဲအမြဲနေတိုင်းရှုငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးတလောကလုံးဟာ
ဒီတိုင်းကြီးပဲဒါမျိုးကြီးပဲလို့ဉာဏ်မြန်သက်ဝင်လာမယ်ဆိုရင်အဲ့ဒါကိုဘုန်းဘုန်းတို့ကမလျှော့ဘဲနဲ့ဆက်ပြီးတော့အဲ့ဒီအသည့်ကိုများလာအောင်ပွားလာအောင်ဒီဇိုင်းမတ်မတ်လုပ်မယ်ဆိုလို့ရှိရင်ကျွတ်တို့ရဲ့စိတ်မှာနော်ဆင်းရဲအောင်ဖန်တီးနေတဲ့ကျွတ်တို့ရဲ့စိတ်ကိုဝင်ပူးပြီးတော့နှိပ်စက်နေတဲ့လောဘဒေါသမောဟကိုကျွတ်တို့ကမလုပ်နိုင်မလို့နေပါသွားစေနိုင်မယ်နောက်ဆုံးအမြင့်ဖြတ်နိုင်တဲ့အဆင့်ကိုရောက်သွားလိမ့်မယ်အဲ့တိုင်ဟောထားမြတ်စွာဘုရားနော်ဒါကြောင့်မြတ်စွာဘုရားဟောထားတဲ့မြတ်စွာဘုရားသင်ထားတဲ့နော်ဒေသနာတွေနဲ့အညီနော်လိုက်နာကျင့်သုံးပြီးတော့ချမ်းသာခြင်းဆိုတဲ့အကျိုးရလဒ်ကိုရရှိနိုင်ကြတဲ့နောက်ဆုံးဘဝនិရောဓဒုက္ခនិရောဓနိဗ္ဗာန်အငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်ကြတဲ့နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း